လောကရန်လိုင်းနှမှုတွေကြားတဲ့ကအမြင့်ပြန်ခဲ့သူမာတဆန်သို့မဟုတ်ဒုတိယအခွင့်အရေးတို့ရဲ့ပြရုပ်မာတဆန်ဆိုတာလောက်ဝေသမိုင်းရဲ့ထိတ်လန့်စရာအကောင်းဆုံးဖိုက်တာတစ်ယောက်ဖြစ်တကမ္ဘာလုံးကသိထားကြပါတယ်ဒါပေမဲ့လဲတို့နိုင်ပွဲနဲ့ကောင်းဆုံးဖိုက်တာကြီးရဲ့နောက်ွယ်ဘဝမှာအငင်းပွားဝယ်ရှင်းနာဝယ်ခြေခွဲဝယ်ရာကိစ္စရများစွာရှိနေပါတယ်သူ့ဘဝပြောင်းလဲမှုတွေမှာနာကျင်မှုတွေပြည့်နေနေခဲ့သလိုအသက်ရှင်ဖို့ရုန်းကန်ခဲ့ရတာရတယ်တကယ်ကိုတနာကျူနာတတ်ဖို့နဲ့စိတ်ဝင်စားဖို့ကောင်းလို့နေပါတယ်မာတန်ဆန်ဆိုတာကလေးဘဝတော့နယူးယောက်မြို့ဘရုကလင်ရဲ့လမ်းမကြီးထက်မှာကြီးပြင်းခဲ့ရတာပါဒီနေရာဟာအမေရိကန်နိုင်ငံရဲ့အကျဉ်းဆုံးနေရာတွေကတစ်ခုပဲဖြစ်ပါတယ်သူ့ရဲ့ဖခင်ဖြစ်သူဟာမိသားစုကိုစောကြီးရဆုံးခွာသွားခဲ့တယ်မိခင်ဖြစ်သူဟာမိုက်နဲ့သူ့အထက်ကမောင်နှမတွေကိုပြုစုပြိုးထောင်မှုအတွက်ပေးမန်းကြီးစွာရုန်းကန်လှုပ်ရှားခဲ့ရပါတယ်အသက်10နှစ်အရွယ်မှာမိုက်ကလမ်းမကြီးထက်ကရန်ဝဲသေးသားလေးတွေမှာပါဝင်နေတတ်ပါပြီဒါအပြင်အသေးစားလူရက်မှုတွေမှာလည်းမကြာခဏဆိုသလိုလူရက်နေတတ်ပါပြီသူ့သက်12နှစ်အရွယ်မှာပဲအချိန်40နီးပါးဖမ်းဆီးခံရပြီးပါပြီကလေးငယ်တယောက်တော့ဆိုရင်တော့အချုပ်ခန်းထဲဝင်ရောက်တဲ့ဒီဇန်တော့တကယ်ဥမာကြောက်ခမန်းလိတိပါပဲစဉ်းစားကြည့်အောင်နဲ့တင်သူ့ဘဝဘလောက်ကြမ်းတမ်းမှန်းသိတာလုံးလာပါတယ်ဒီလိုစိုးသွမ်းနေပြီမဲ့မိုက်ကနောက်ပြောင်အနိုင်ကျင့်ခံခဲ့ရပါသေးတယ်အကြောင်းကတော့သူ့ရဲ့အတန်အော်ကြီးနဲ့မပြီးမတစကားတန်စိတ်တို့စိတ်ဆက်လွယ်တဲ့သူ့ရဲ့သဘာဝတွေကလူများကြားမှာလှောင်ပြောင်ထင်းခေါ်စရာကိစ္စတွေဖြစ်လာတာပါလူမဲကြီးကြားတွေကလူမဲလေးတယောက်ဘဝခီးလန်းဆမှာနေခက်ခဲကြမ်းတမ်းနေခဲ့တာအမှန်ပါပဲဒီလိုဒုက္ခတွေအားလုံးကိုလက်ပြနှုတ်ဆက်နိုင်ဖို့မိုက်ကဘဝတွေကိုကံကြမ္မာရဲ့ဖေးမမှုကချီးနှီးဝင်ရောက်လာခဲ့ပါတယ်ဒီပြောင်းလဲမှုတွေကကနဝင်လက်ဝဲထရိန်နာကြီးကတ်စတီမာတို့ကသူ့ကိုခေါ်ခဲ့ပြီးတဲ့နောက်စတင်လာခဲ့တာပါကတ်ကမိုက်ရဲ့အဖေလိုဖြစ်လာခဲ့တယ်မိုက်ကိုတကယ်ကြမ်းတဲ့ဖိုက်တာဖြစ်လာအောင်ဘောက်ဆင်တင်ပေးခဲ့သလိုစီးမြင်းစည်းကမ်းတွေကိုလိုက်နာတတ်အောင်လဲစုံမတင်ပြခဲ့ပါတယ်ကတ်ကလမ်းပြမှုတွေအောက်မှာတိုင်ဆန်အကြားရတဲ့ကောင်လိုဖြစ်မှန်းမသိဖြစ်လာနေခဲ့ပါပြီသူ့ရဲ့လက်ထဲမှာအင်မတန်ကြောက်စရာကောင်းပြီးဖြည့်ဆည်းနိုင်စွာအပြည့်ရှိတဲ့အားရင်တွေကင်းအောင်နေခဲ့ပါပြီဒီလူမဲကောင်လေးဟာကမ္ဘာပေါင်စင်လောကကိုသတိပေးခေါင်းလောင်းထိုးပြခဲ့ပါတယ်အသက်20ရွယ်မှာပဲကမ္ဘာလက်ဝဲသမိုင်းတစ်လျှောက်အသက်ငယ်ဆုံး heavyweight champion ဖြစ်လာခဲ့ပါတယ်ဒါကမကြုံစဘူးထူးခဲလုံးတဲ့ကိစ္စဖြစ်ပြီးလောကလောကတစ်ခုလုံးအံ့ဩမြင်သက်ခဲ့ရပါတယ်သူ့ရဲ့ပိကေဖူအရင်လိုစတိုင်ပေါက်ကွဲနိုင်စွမ်းရှိတဲ့လှင်မြန်နှုံးနဲ့အရိုင်းဆန်တဲ့ကြမ်းတမ်းခတ်တံမှုတွေကသူ့ကိုလုံးဝရစ်တက်မရစေတဲ့သူဖြစ်စေခဲ့ပါတယ်ပြိုင်ဘက်ကိုစက္ကန့်ပိုင်းတွင်အလဲထိုးပြခဲ့ပြီးအဲ့ပွဲကနေတစဉ်သူကကဘာကျိုးရဲ့အဆိုးသွမ်းဆုံးလူသား The Baddest Man on the Planet ဆိုတဲ့ပွဲကိုရရှိခဲ့ပါတော့တယ်ဒါအပြင်ဒီပြကွက်တွေရဲ့နောက်မှာတော့အခက်ခဲဒုက္ခတွေကအစာပြိုးဝင်ရောက်လာနေခဲ့ပါတယ်မိုက်ရဲ့ဒုက္ခတွေကဆရာဖြစ်သူ Cast တွေဆုံးပြီးနောက်ပိုင်းတည်ရချင်းတက်လာခဲ့ပါတယ်စေတဲ့ပိုင်းဆိုင်ရာရိုင်းနေလာပြီးသူ့ဘေးမှာမိတ်ဆွေအတူရောင်နေမွေးစေဝါတွေဝင်းရံလာခဲ့ပါတယ်မကောင်းတဲ့လွှမ်းမိုးမှုတွေကသူ့ပေါ်မှာစတင်ဝင်ရောက်လာပါတယ်ရိုဘင်ဂိမ်းမစ်နဲ့1989ခုနှစ်မှာလက်ထပ်ခဲ့တယ်ပြီးတော့ရှုပ်ထွေးပွေလီတဲ့ကိစ္စရင်းနဲ့ပြန်လဲကွာရှင်းခဲ့ပါတယ်အထူးသဖြင့်အိမ်တော်ရေးဖောက်ပြန်တဲ့ဆွဆွဲချက်တွေကသူတို့နှစ်ယောက်လုံးရဲ့ဇလံကိုစုံကန်းတိုင်နေခဲ့တာပါအဲ့နောက်1990ခုနှစ်လုံးဝကို shock ရစေခဲ့တဲ့ကိစ္စပါအဲ့ဒါကတော့ပထမဆုံးအချိန်ဖြစ်မိုက်တယောက်လက်ဝဲပွဲမှာရှုံးနေခြင်းပါပဲမထင်မှတ်ထားပါပဲနဲ့ပြိုင်မတ်ဖြစ်သူ Buster Douglas ရဲ့လဲထိုးခြင်းကိုခံလိုက်ရပြီးတော့အရှုံးပေးလိုက်ရတာပါဒါကဘောင်စင်သမိုင်းတစ်လျှောက်မှာလုံးဝကိုထင်မှတ်မထားတဲ့အော်စရာကိစ္စတစ်ခုဖြစ်လဲသတ်မှတ်ခံခဲ့ရပါတယ်အဲ့ဒီအချိန်မှာမိုက်ကိုလုံးဝဖြတ်စည်းမရသူဖြစ်အားလုံးကတညီတညွတ်တဲ့လက်ခံထားရတဲ့အတွက်ကြောင့်ဖြစ်ပါတယ်1992ခုနှစ်ကနေ1995ခုနှစ်တွေအတွင်းမှာတော့ကန်ဆိုးမှုတွေဇက်တိုက်ရောက်လာခဲ့ပါတယ်လိမ်ပိုင်းဆိုင်ရာနိုင်ကျင့်မှုတွေအတွက်ထောင်ဒဏ်6နှစ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရပြီးတော့ထောင်ထဲမှာ3နှစ်နေခဲ့ရပါတယ်မိုက်ကတော့သူကမှားယွင်းဆွဆွဲခံခဲ့ရတာဖြစ်တယ်လို့ငြင်းဆန်ခဲ့ပါတယ်မန်နေဂျာရဲ့စိုးရတဲ့ကံကြမ္မာဒီလောက်နဲ့မရက်တက်ခဲ့ပါဘူးသူ့အနေနဲ့လက်ဝဲသမားဘဝကနေဒေါ်လာ300လောက်ထိရှာနိုင်ခဲ့ပေမဲ့အသုံးပြုံးကြီးမှုတွေလွဲမားတဲ့ရင်းနှီးမြှုပ်နှံမှုတွေနဲ့ကြိုးကင်ချတဲ့သူရဲ့လက်ထက်မှာပတ်စံအားလုံးဒီပါကုန်ဆုံးခဲ့ရပါတယ်2003ခုနှစ်မှာတော့ပိုင်ဆိုင်သမျှတွေဒေဝါလီခံလိုက်ရပါတော့တယ်ဒီတော့သူ့အနေနဲ့ဘဝကိုဆက်လက်ရည်တည်နိုင်ဖို့လမ်းမေးဖိုက်တာအဖြစ်နဲ့မြေရောက်လောကထဲဝင်ရောက်တိုက်ခတ်ခဲ့ရပါတယ်ဒီချိန်မှာတော့သူ့ကိုဂေါ်ရီတာတကောင်နဲ့တရိတ်ဆိုင်ုံထဲမှာတိုက်ခတ်ဖို့ကမ်းလှမ်းခံခဲ့ရပါတယ်စုကြီးကတော့ဒေါ်လာ1000သာရရှိမှာပါဒီကတော့တကယ်ကောင်းတဲ့ပေါ်လာခဲ့ခြင်းတော့မရှိခဲ့ပါဘူးဘဝကပြန်လဲကြမ်းတမ်းခံနိုင်ခဲ့ပြီးပြင်မြင့်ဆန်ပြင်ဘဝကနေအောက်ခြေဘဝတီထိုးဆင်းသွားခဲ့ရသူမိုင်တန်ဆန်တယောက်သူ့ဘဝကိုပြန်လဲအဖက်ဆယ်ကိုတော်တော်လေးစူးစမ်းခဲ့ရပါတယ်2000ခုနှစ်နောက်ပိုင်းတဖြည်းဖြည်းနဲ့တည်ငြိမ်သားပြုတ်လာတဲ့သူကမူရစ်စေးရဲ့တားကောင်ဘဝကနေလွတ်မြောက်အောင်ရုန်းကန်ခဲ့ပြီးစေးတဲ့ပိုင်းဆိုင်ရမှာလဲကြက်ခိုင်မာကြောသူတယောက်ဖြစ်ပြန်လဲအသက်သွင်းနိုင်ခဲ့ပါတယ်
အဲ့ဒီနောက်ပိုင်းမှာတော့မိုက်ကအောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်လာပါပြီတိုက်ဆန်စိုက်ပျိုးမှုမျိုးချန်ကိုတီထောင်နိုင်ခဲ့သလိုရုပ်ရှင်တွေထဲမှာလည်းခြေပွင့်တစ်ယောက်ဖြစ်လာခဲ့ပါတယ်The Hangover လိုမျိုး TV show တွေမှာလည်း TV star တစ်ယောက်ဖြစ်ပါဝင်နိုင်ခဲ့ပါတယ်ကလေးဘဝဆွဲလန်းခဲ့ရတဲ့ခိုပီးပြိုင်ပွဲတွေကနေသူ့ရဲ့ငြိမ်းချမ်းမှုကိုရှာတွေ့သွားခဲ့ပါတယ်ခိုရီဆိုတာမိုက်ကယ်ဘဝမှာကြီးမားတဲ့အခန်းကဏ္ဍကနေပါဝင်ပတ်သက်နေပါတယ်သူငယ်စဉ်တုန်းကအင်ဒီနီကလေးတစ်ယောက်ကမိုက်ကယ်ခိုရီကိုနှိမ့်ဆက်ညှဉ်းပန်းခဲ့ဦးပါတယ်မိုက်ကတိသွားခဲ့ပြီးတဲ့နောက်မှာတော့အဲ့ကောင်လေးစီကိုသွားကရှင်မြိုင်တိုက်ခိုက်ပြီးတော့အနိုင်ရခဲ့ပါတယ်အဲ့ချိန်ကစလို့သူ့ကိုယ်သူယုံကြည်မှုတွေစရခဲ့တာပါဒါကြောင့်လဲပြန်လဲအောင်မြင်လာတဲ့အခါမှာခိုရီကိုချစ်တဲ့မိုက်တယောက်ခိုရီကိုမွေးမြူလေးချပေးပြီးတော့အတွင်းစိတ်ကတည်ငြိမ်မှုကိုရရှိနေပါတော့တယ်အခုချိန်မှာတော့မာတင်ဆန်ကဘာကျော်ဂန်နိုရဲ့ဖိုက်တာကြီးတယောက်ဖြစ်လေးစားခံရတာမကပဲတကယ်စူးစမ်းမယ်ဆိုရင်စူးစမ်းရတဲ့သူတိုင်းအတွက်ဒုတိယအခွင့်အရေးရှိရဆိုတဲ့အကြောင်းကိုဖော်ကျူးသက်သေပြနိုင်တဲ့သူဖြစ်အတိမတ်ပြူဒေသချစ်ခင်ခြင်းကိုပါခံရနေခဲ့ပြီဖြစ်ပါတယ်မာတင်ဆန်ရဲ့ဘဝဟာမြန်မာခေတ်ကပါရဲ့တက်ရှိချင်းရှာအတူစရာဇလန်တစ်ပုဒ်ပါပဲကျန်းတန်းခတ်ထန်ပြီးစင်းရဲဒုက္ခမောင်တီပြည့်နေနေတဲ့လမ်းမေးစိုးသန်းကလေးငယ်လေးဘဝကနေကမ္ဘာကြောက်စရာအကောင်းဆုံးဖိုက်တာကြီးအဖြစ်လွှမ်းမိုးချယ်တဲ့နိုင်ခဲ့တယ်ပြီးတော့အရာအလုံးပြန်ပြီးဆုံးရှုံးသွားခဲ့တယ်အဲ့နောက်သူ့ကိုယ်သူပြန်တယ်အဖက်ဆယ်ကယ်တင်ခဲ့ပြန်တယ်ဂျိုးဝိုင်းအတွင်းမှာရောအပြင်လောကမှာပါဖိုက်တာတယောက်ဖြစ်ခဲ့သူမာတင်ဆန်ရဲ့အနေမြင့်အတက်ကြကျန်းလုံးနဲ့စိတ်ဝင်စားပွဲဘဝဆက်ကြောင်းပဲဖြစ်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာကျမတို့ရဲ့ Ladygoo Media Group ကနေတင်ဆက်ပေးမယ့်အခြားသောအကြောင်းအရာများကိုကြည့်ရှုနားဆင်လိုပါကလည်း YouTube Search Bar ကနေပုံမှန်ပြထားတဲ့အတိုင်းရိုက်ရှာပြီးတော့ဝင်ရောက်ကြည့်ရှုနားဆင်နိုင်ပါတယ်ရှင်။